ကားတွေမှာလူတိုင်းမသိသေးတဲ့ human လှုပ်ဆောင်ချက်တွေအများကြီးရှိပါတယ်တချို့အချက်တွေကိုတော့ကားအိုမင်းပြီးအရေးချိုးဖို့ဖြစ်သွားတဲ့အထိတော့မသိလိုက်ကြပါဘူးဒါလေးတွေကိုသိထားရင်အသုံးဝင်ပါလိမ့်မယ်နေက sunvisor ကိုကြည့်လိုက်ပါအဲ့ဒီမှာတီးငယ်တဲ့အစိပ်ပိုင်းတစ်ခုရှိပါတယ်အဲ့ဒါကိုအားနည်းနည်းသုံးပြီးကွေးလိုက်ရင်ဘေးဘက်ကနေလာတဲ့နေရောင်ခြည်ကိုကာကွယ်ပေးနိုင်ပါတယ်ညဘက်မောင်းနေတဲ့အခါနောက်ချီမှာတီးငယ်တဲ့ခလုတ်တစ်ခုရှိပါတယ်အဲ့ဒါကိုလှည့်လိုက်ရင်ညဘက်မှာနောက်ကကားမီးရောင်ကြောင့်မျက်စိကျိန်းတာမျိုးမဖြစ်တော့ပါဘူး steering wheel အောက်မှာတီးငယ်တဲ့မောင်းတန် lever လေးတစ်ခုရှိပါတယ်အဲ့ဒါကိုလှည့်ဆွဲလိုက်ရင် steering wheel ရဲ့အမြင့်ကိုမိမိနှစ်သက်သလိုချိန်မိနိုင်ပါတယ်ထိုင်ကုန်ခါဘက်မှာခါဘက်အပေါ်ဘက်မှာတီးငယ်တဲ့ခလုတ်လေးတစ်ခုရှိပါတယ်အဲ့ဒါကိုနှိပ်ပြီးခါဘက်ရဲ့အမြင့်ကိုကိုယ်နဲ့အဆင်ပြေအောင်ချိန်မိနိုင်ပါတယ်နောက်ဖေးတကားမှာအဝိုင်းလေးတစ်ခုကိုရှာပါတယ်တော့ကိုထိပ်ပြီးမြင်းသားစွာလှည့်လိုက်ရင်ကလေးထင်းခလုတ် child seat လို့ပွင့်သွားပါမယ်ဒီလိုဆိုရင်ကားမောင်းနေချိန်မှာကလေးတွေကားတကားကိုအတွင်းကနေဖွင့်လို့မရတော့ပါဘူးဒီအချက်လက်တွေကတကယ်ကိုအသုံးဝင်နေမို့လားနောက်ထပ်ကားနဲ့ပတ်သက်တဲ့ပုံမှန်တူတာတွေသိချင်ကျွန်တော်ရဲ့ home page ကိုအမြဲ like follow လုပ်ထား